တိုင်းအသင်းကတော့ဖိလစ်ပိုင်ဂျန်ဂလာတယောက်ခေါ်ရမယ်ဆိုတော့ဘယ်သူများရောက်လာမလဲနာမည်ကြီးဂျန်ဂလာတွေထဲမှာ free agent တွေဖြစ်ကြတဲ့ Eric ပဲရောက်လာမလားဆန်ဆွေပဲရောက်လာမလားအမေတကယ်တမ်းရောက်လာတာကတော့ဖိလစ်ပိုင်ကနာမည်သိမ့်မရှိတဲ့ကစားသမား Lucas ဖြစ်နေရော Lucas ဘယ်သူလဲသိရဖို့အတွက်ဂျတိုင်းပရိသတ်တွေက Google ပြေးခောက်ခဲ့ရပါတယ်ဒါပေမဲ့နာမည်သိမ့်မရှိလို့ဆိုပြီးတော့ Lucas ကိုအထင်သွားသေးလို့တော့မရပါဘူးသူဖိလစ်ပိုင်မှာဆိုရင် MDL PHS1 ကလေးကစတင်ရှင်းပြိုင်မှုသူဖြစ်တယ်Z4PNU ရဲ့ ZOL Esport မှာကစားဘူးရယ် Omega Neo အသင်းမှာကစားဘူးရယ်ပြီးတော့တရုတ်အသင်း Yiming မှာလည်းတွားရောက်ကစားဘူးသူဖြစ်ပါတယ်။ Lucas အနေနဲ့အခုနောက်ပိုင်းမှာ Harley, Guni နဲ့စုယူတို့ကိုအကင်များတယ်လို့သိရပါတယ်။ဂျတိုင်းအသင်းဟာ Lucas ကိုမခေါ်ခင်မှာ Coach RC နဲ့တိုင်ပင်ခဲ့ကြမှသိကြပါတယ်။ဂျတိုင်းအသင်းနဲ့ Coach RC တို့ Lucas ကိုခေါ်ရတဲ့အကြောင်းရင်းကိုကျွန်တော်တို့ MSL မြန်မာ Season 3မှာကောင်းကောင်းကြီးမြင်ရပါလိမ့်မယ်။ဂျတိုင်းအနေနဲ့လက်ရှိမှာ2ပွဲနိုင်3ပွဲရှုံးနေထားနဲ့အဆင့်6မှာရှိနေပါတယ်။ ဖိလစ်ပိုင် coach ဖိလစ်ပိုင်ဂျန်ဂလာတွေနဲ့အတူဂျတိုင်းတို့ဘယ်အထိလှမ်းနိုင်မလဲဆိုတာကတော့ကျွန်တော်တို့အတူစောင့်ကြည့်ကြရအောင်ဗျာ